ရန်ကုန်မြို့လေကောင်နေရာမှာကွန်ဒိုအခန်းကျယ်ကို3000ကျော်နဲ့ဝယ်ယူနိုင်မှာဖြစ်လို့ကျွန်တော်နဲ့အတူဗီဒီယိုကိုအဆုံးထိကြည့်ရှုလိုက်ရအောင်ဗျာရန်ကုန်တိုင်းဒေသကြီးပဇွန်တော်မြို့နယ်အောက်ပဇွန်တော်လမ်းမပေါ်ညောင်တန်းမှတ်တိုင်အနီးမှာတည်ရှိတော့ရင်ပုံးကွန်ဒိုမှာရှိတဲ့ပေ20ပေ60အယောင်ကန်လေးဖြစ်ပါတယ်လမ်းမတန်းဖြစ်လို့ရင်းနှီးမြုပ်နှံမှုအတွက်အလွန်ကောင်းပြီးရှေ့တိုက်နောက်တိုက်မရှိတာကြောင့်လေဝင်လေထွက်နေအလင်းရောင်အလွန်ကောင်းမွန်တာကြောင့်ကျမ်းမာရေးအတွက်အထူးသင့်လျော်ပါတယ်စိတ်ကန်းနဲ့နီးတာတကြောင်ဝရဏာမှာလှမ်းကြည့်လိုက်ရင်မျက်စိတစုံလှပသောရှုခင်းများကိုခန်းစားရမှာဖြစ်တာတကြောင်စိတ်ကန်းမှာတိုက်ခတ်လာတော့လေအေးအေးလေးတွေကိုရရှိမှာဖြစ်တာတကြောင်အဲ့ဒီအချက်များနဲ့အကြိုက်တွေ့စေပါလိမ့်မယ်အလွှာကတော့8လွှာဖြစ်ပါတယ်အင်ဗာတာနဲ့ချိတ်ဆက်ထားတာကြောင့်ဓာတ်လေးက24နာရီရရှိပါတယ်အပေါ်ဆုံးထပ်မဟုတ်ပါတမိုးအောက်ဖြစ်ပါတယ်အပေါ်မှာဒါဘာတစ်ထက်ကျန်ပါသေးတယ်အိတ်ခမ်းတစ်ခမ်းဖွဲ့စည်းထားပြီးမာစတာဘာရွန်တစ်ခမ်းစင်ဂယ်ဘာရွန်တစ်ခမ်းပါဝင်ပြီးတအိမ်လုံးစေးအစ်စ်မီးအစ်စ်ပါကေးအစ်စ်လိုလေသေးမရှိအောင်ပစ္စည်းကောင်းများဖြင့်ပြုတ်ပြင်မွမ်းမံပေးထားတာဖြစ်ပါတယ်ရှေ့ဝရန်တာအနောက်ဝရန်တာနှစ်စုံရှိပါတယ်စာရွက်စာတမ်းအနေဖြင့်လက်ရှိ first owner ဖြစ်ပြီးယခုဝယ်ယူမဲ့သူကတော့ first buyer ဖြစ်မှာမလို့အဆင့်ဆင့်စာရွက်စာတမ်းရာဇဝင်တွေမူးနောက်နေအောင်လိုက်စရာမလိုအောင်ကိုရှင်းပါတယ်ခင်ဗျာရောင်းဈေးကတော့3800ကိုတေးသေးဆန်ဆိုင်ဆိုရင်ညှိနှိုင်းပေးဦးမှာဖြစ်လို့အများဆုံးလာကြည့်ဖို့ဖိတ်ခေါ်ပါရစေဆက်သွယ်ရန်နံပါတ်ကတော့399893393989 Viber နံပါတ်ကတော့096936833821ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်